ငါသီလလို့ဆိုတဲ့ကိုးပါးသီလပါဠိတက်ဖြင့်ရှင်မြင့်ပုံသောက်တည်ပုံကိုဆက်၍ကုသိုလ်ပြုကြရအောင်မယံဗန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟနဝေငသံပါဏဂတံဥပောတထသီလံဓမ္မံယာစာမိအနုခံကတဝါသီလံတေထမေပန္တိဒုတိယံပိမယံပန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟနဝေငသံပါဏဂတံဥပောတထသီလံဓမ္မံယာစာမိအနုခံကတဝါသီလံတေထမေပန္တိတတိယံပိမယံပန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယဣတရဏိနတဟနဝေငသံပါဏဂတံဥပောတထသီလံဓမ္မံယာစာမိအနုခံကတဝါသီလံတေထမေပန္တိယမဟောရမိတံဝရိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယပိဗုဒ္ဓံတရဏံကိသာမိဒုတိယပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမေနပရိပုံနာပါဏာတိပါဒဝိရာမိသိက္ခာပဒံသမ္မာတိယာမိအာဒိနာဒါနဝိရာမိသိက္ခာပဒံသမ္မာတိယာမိအဗျမ္မစရိယဝိရာမိသိက္ခာပဒံသမ္မာတိယာမိမုဒဝါဒဝိရာမိသိက္ခာပဒံသမ္မာတိယာမိသုရာမိရိယမစ္ဆပမာဒဌာနဝိရာမိသိက္ခာပဒံသမ္မာတိယာမိဝိကာလဘောဇနာဝိရာမိသိက္ခာပဒံသမ္မာတိယာမိနိစ္စဂီတဝါဒိတဝိတုကဒတနာမာလာကန္တဝိလေပနဓာရဏမန္တနာဝိပုသနာဌာနာဝေရမေနိသိက္ခာပဒံသမ္မာတိယာမိဥစ္စာတေယနာမဟာတေယနာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိမေတ္တာသဂတိနာ
စေတသာသဗ္ဗပါဏဘူတေတုဖရိတဝါဝိဟရဏံသမာဓိယာမိမေတ္တာနှင့်အတူတကွရှင်ပြည့်ဖြစ်သောစိတ်ဓာတ်ဖြင့်လုံးစုံများစွာတတ္တဝါတို့အပေါ်၌ဖြန့်နှံ့၍နေပါအားမေတ္တာကမ္မထံဤပြန်ခြင်းကိုသွမ်းနိုင်သည်မြကြိုးစားပွားများအားထုတ်မည်ဟုအဓိဋ္ဌာန်ပြုပါ၏ဆက်လက်ပြီးတော့သီလသိက္ခာပတိသာတရားတော်မှာအင်္ဂါ9ပါးနှင့်ပြည့်စုံသောနဝေငသီလကိုပါဠိမြန်မာ2ဘာသာဖြင့်စောင့်တည်ဖို့စောင့်တည်ခြင်းဖြင့်ကုသိုလ်ယူကြရကုသိုလ်ပွားကြရအောင်မယံဗန္တိသံတာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟနဝေငသမ္ပန္နကတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိမယံဗန္တိသံတာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟနဝေငသမ္ပန္နကတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိအရှင်ဖယားတတိတော်များသည်သန္တရာဝဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငှာတရဏဂုံ3ပါးနှင့်အတူတကွအင်္ဂါ9ပါးနှင့်ပြည့်စုံသောဥပုသ္တိလကိုဆောက်တည်လိုသဖြင့်တောင်းပန်ပါ၏တဏှာချီမြောက်စောင့်ရှောက်ခြင်းကိုအကြောင်းပြု၍နဝေငဥပောတထမြတ်သီလကိုရှင်းမြင့်ပေးပါအရှင်ဖယားယမဟာဝရမိတံဝရိထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိတရဏဂမနံပရိပုဏ္ဏမြတ်စွာဘုရား၏အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဘဂဝါဂုံအာယုံပြုကာစိတ်ညွတ်ခြင်းမနောပနာမနမောတတ္တစသည်ကိုနှုတ်ဖြင့်ကျင့်ကြည်ဆိုခြင်းဝစီပနာမလက်ဥရှိခြင်းဥညွှခြင်းရှိကိုခြင်းကာယပနာမဖြင့်ကာရဝပြုကြသည့်အခြင်း
ဘုရားဗျာကြီးနှုတ်တော်ဓမ္မစရုအမတံသင်္ရှာရိတရဏတရားသုတ်တံကိုဗုဒ္ဓံတရဏံကိသံယေသတတိယံပိသံဃာရဏံကိသပိတောင်ကျင်ကြီးဆိုပြီးတက္ကလမြတ်တို့တရားယနာဖြစ်ဖြစ်တော်မူသောဘုရားတရားတန်ခါများကိုလေးစားကြည်ညိုမိခိုစီကကိုယ်ွယ်မှုပြုပါမည်ဘုရားသောစိတ်ဓာတ်ဖြင့်တဏ္ဍကုံတိလဆောက်တည်ကြတာပြည့်စုံသင့်သောပြည့်စုံနေပြီဖြစ်တဲ့အချိန်ခါမှာမေတ္တာကမ္မထံစီပြခြင်းအဝင်ပါနဝေငါသီလကိုကျင့်သုံးဆောက်တည်၍ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုရှင်းပြကြရမယ်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုကျင့်သုံးဆောက်တည်ခြင်းဖြင့်ငရေတိရစ္ဆာန်ပြိတ္တာအတုရကေအပေလေးပါးလောက်ခြင်းဝင်ပါဆင်းရဲတွေမှလွတ်ကင်းယုံမြမကလူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာဟူသောချမ်းသာကောင်းကျိုးအမျိုးမျိုးရစီနိုင်ကြောင်းကောင်းမြတ်သီလပါရမီပြည့်ကျင်မြူသောစိတ်ထားကသိက္ခာသီလဆောက်တည်မှုပြုကြရမယ်ပါဏာတိပါဒဝေရာမိသိက္ခာပဒံသမ္မာဒိယာမိသူအသက်ကိုသေစေလုံးကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏အဒိဏဒါနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိသူဥစ္စာကိုခိုးယူလို့ကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏အဗျမ္မစရိယာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိမမြတ်သောအကျင့်ကိုပြုကျင့်ခြင်းမှသွမ်းနိုင်သမျှရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏မုတ္တဝါဒဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိမဟုတ်မမှန်သောစကားကိုပြောကြားလို့ကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုသောက်တည်ပါ၏သူရာမေရယမေသပမာဒဌာနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိကုသိုလ်ဥစ္စာပညာတွေကိုမေ့လျော့ခြင်းဤအကြောင်းရင်းဖြစ်သောဗိမင်းကိသောလောဇာအယက်မူရစ်သေးဝါစသည်များကိုသုံးဆောင်လို့ကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏ဝိကာလဘောဇနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိနေလွဲညစာစားသုံးခြင်းမှရှောင်ကျင်ပါ၏သိက္ခာတော်ကိုဆောက်တည်ပါ၏နေစာဂီတဝါဒိတဝိတုကဒတနာမာလာခန္ဓဝိလေပနဓာရဏမန္တနာဝိဘုဒ္ဓနာဌာနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိဗုဒ္ဓမြတ်စွာရှင်တော်ဖရာသုံးမထားသောသာသနာတော်နှင့်မသိမလျော်စန့်ကျင်မဲ့ဖြစ်သောကခြင်းတခြင်းဆိုခြင်းတိမှုတ်ခြင်းကြည်ကျူနာထောင်ခြင်းစသည်တို့မှသွားနိုင်သမျှကြောင်ကျင်ပြီးသိက္ခာတော်ကိုသောက်တည်ပါ၏ဥစ္စာတယနာမဟာတယနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိတတောင်းတော်တဲ့မြင့်သောအစီရှိသောကတိညောင်ဆောင်ကောဇောကြီးအစရှိသည့်မြင့်မြတ်သောနေရာတို့၌နေထိုင်ခြင်းမှက
စွမ်းနိုင်သမျှရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏ယထာဗလံမေတ္တာသဂတိနာစေတတာသဗ္ဗပါဏဗုတေတုခရိတ္တဝါဝိဟရဏံသမာဓိယာမိမေတ္တာနှင့်အတူတကွရှင်၍ဖြစ်သောစိတ်ဓာတ်ဖြင့်လုံးစုံများစွာတတ္တဝါတို့အပေါ်၌ဖြန့်နှံ့၍နေပါအားမေတ္တာကမ္မထံစီးဖြန်းခြင်းကိုသွမ်းနိုင်သမျှကြိုးစားပွားများအားထုတ်မည်ဟုအဓိဋ္ဌာန်ပြုပါ၏နဝေငါဥပောသနှင့်လျော်ညီစွာမေတ္တာကမ္မထံစီးပြရန်ဒိဋ္ဌာန်ထားတော်ညာလဲဓမိတရဓမ္မသာမိတရားဝိသုယသဖြင့်တရားပိုင်ခြင်းဖြစ်တော်မူသောဘုရားသခင်ဤအရဟံကိုအာယုန်ပြုကဗုဒ္ဓနုတ္တိကမ္မထံစတင်ကစီပြန်ရရအောင်ဘိယံခတ်တေငြိမ်တော်မူသောမြတ်စွာဘုရားဘိယံခတ်တေငြိမ်တော်မူသောမြတ်စွာဘုရားဘိယံခတ်တေငြိမ်တော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အာလုံးတို့ဘိယံခတ်တေငြိမ်ကြပါစေကုသိုလ်ရှင်အာလုံးတို့ဘိယံခတ်တေငြိမ်ကြပါစေကုသိုလ်ရှင်အာလုံးတို့ဘိယံခတ်တေငြိမ်ကြပါစေသတ္တဝါအာလုံးတို့ဘိယံခတ်တေငြိမ်ကြပါစေဘုံ31ဖြစ်ဖြစ်များစွာသတ္တဝါဘုရားဘိမဝေးကြပါစေဘုံ31ဖြစ်ဖြစ်များစွာသတ္တဝါချမ်းသာကိုယ်စိတ်ရှိပါစေချမ်းသာကိုယ်စိတ်ဤပါစေဤယခုလိုအရဟံဂုံအာယုန်ပြုကဗုဒ္ဓနုတ္တိကမ္မထံစီယံယုံမြမကဒိဋ္ဌဝါယီဝါအတိဋ္ဌယီဝါစာယသောဘုရားဟောပေါ်မေတ္တာတုတ်တော်နှင့်လျော်ညီစွာယခုချင်းကာတိမင်းနေရာသူများသာသာအာလုံးဘေးရန်ကင်းကွာချမ်းသာကြောင့်ကာမသောစိတ်ဓာတ်မေတ္တာကမ္မထာကြီးကြီးခါခါစီပြန်ကြသောကြောင့်သမထဘဝနာတည့်ပြည်စုံသစ္စာပြည့်စုံနေပြီဖြစ်တဲ့ချိန်ခါမှာကာလီနာသဝိပဿနာနုယုံစီယတင့်တင်လျောက်ပါရထူအခါဝိပဿနာတရားလည်းပွားများကြလို့မိကြတော်မူသောအာတောကင်းစင်ရတတ်တဲ့ရှင်မြတ်တို့မိမာကျကမဲဆက်တွေကိုဘာဝတရားများစွာထားကြပြီးတေကာလကာစိတ်ဥတုအာဟာရအာယုန်ဒွါရမနတိကာရစကြည်သောအကြောင်းအားလျော်စွာအတိတ်ဖြစ်ပေါ်နေတဲ့ခန္ဓာစဉ်မှာဉာဏ်ရှင်မိလက္ခဏာတင်ကဘာဝနာတရားစိတ်ပွားရအောင်အကြောင်းအားလျော်စွာဖြစ်ပေါ်လာသမျှယုတ်တရားနန္တရားယုတ်နံနှစ်ပါးခန္ဓာ၅ပါးအာယတနာ12ပါးဓာတ်တရား18ပါးပဋိစ္စသမုပ္ပါသဘောတရားတို့သည်ဖြစ်ချင်းပြည့်ချင်းမကင်းသဖြင့်အနိစ္စလက္ခဏာဒုက္ခသစ္စာအနတ္တဧကံမှန်ပါပေ၏ဒီကဲ့သို့ပညာရှင်ငါဘာဝနာတရားပွားများကြပါသဖြင့်ဝိပဿနာတရားအတွက်ပြည့်စုံတာပြည့်စုံပြီဖြစ်တဲ့ချိန်ခါမှာယခုမိမိတို့စောင့်ကြည့်ထားတဲ့တရားတော်အားလျော်စွာဆင်ញင်ရတဲ့ယုံနာနာသင်္ခါရဘောမှာပညာရှင်ရဲ့သိက္ခာတိလာဆောက်တည်ရောက်လာဆိုရင်ဒီလေနဝိတိကမံတံပိယုတ်ထံသမာဓိနာပညာယနုတရားစေနံ
ဘေစိနိဗ္ဗာန်မုတ္တမယခုလိုသီလသိက္ခာဆိုတဲ့ကာယကမဝစီကမဤပေရှားပြီးတကားလားအကျိုးရှိရာချီကြောင့်ကောင်းမြတ်တဲ့သီလတွေစောင့်ကြည့်ကြတယ်စောင့်ကြည့်ခြင်းဖြင့်ဝိတိတ်ကမကိရိတာဆိုတဲ့လွန်ကျူးတဲ့အဆင့်ကိုရောက်တဲ့ကိရိတာကိုပေရှားနိုင်သလိုတဆင့်တက်ပြီးတော့ဘေးရန်ခတ်တင်ငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်တင်ငြိမ်းကြပါစေစပြပြီးဘာဝနာတရားပွားများခြင်းကြောင့်ကာမိသန္တာရိနိဝရဏနိသမေတိတိသမေထောတဲ့ဟူဝါတောင်းတာတာကြောင့်ညာဆိုင်တဲ့နိဝရဏတရားတွေတုံ့လုံ၆ချမ်းမှုကိုညှိဤจิตတဲ့သမထဘာဝနာတရားပွားများယူနှမကအနုတ္တိယဓာတ်ဖြစ်တဲ့ကိလေသာတရားတွေကိုပယ်ရှားနိုင်တဲ့ယုံနာဓမ္မသင်္ခါရပေါ်မှာဉာဏ်နဲ့မြင်အောင်ကြည့်ဉာဏ်နဲ့သိအောင်ကျင့်ခြင်းဆိုတဲ့အတိညာပညာပွားအောင်ကြိုးစားပွားများအထောက်ကြကဲကြိုးစားပွားများအထောက်ချင်းသည်ပဲလေဆင်းရဲကင်းကွာချမ်းသာရကြောင်းကောင်းမြတ်တဲ့ပါရမီဖြစ်ပါသည်ဆိုတဲ့အနေနဲ့သုရုပဒနာပြုကြရအောင်ဣဒံလောပုံညာအာတဝေခယဝါဟောတုဣဒံလောတိလံဘောဓိညာဏတ္တပစ္စေယောဟောတုဣမာဘာဝနာနိဗ္ဗာနတ္တပစ္စေယောဟောတုဘဝန္တသနကုံတိလာပြခိမိဥသောခြင်းတို့တုံမေဖျားလေးစားတရားသငါကျင်ညူမိကုရကုံတို့သင်္ဃာဓမ္မပေါင်းတော်ကောင်းတို့သည်တိတရဏိနတရဏကုံသုံးပါးနှင့်သာတူတဲ့ကွာနဝင်္ဂတမ္ပါနဂတအင်္ဂါ9ဓာတ်နှင့်ပြည့်စုံသောဥပောသတတိလဥပောတိလဒီဟုသောဓမ္မသိက္ခာဟုသောကျင့်ဝိပါကုသာဓုကံကတ္တဝကောင်းမွန်စွာဆောက်တည်မှုပြုထားပြီး၍အပမဒေနမမေမလျောမပေါ့မစတတိတရားတွေနှင့်သံပါတိထသံပါတရားထကိုစီကိုမှပြည့်စုံကြစေကုန်လော